안녕하세요. 민글라바. 지마 나타났었던 분이 코리아 글로벌 스콜러십မြန်မာနိုင်ငံက ကျောင်းသူ ချူတီတောင် ဖြစ်ပါတယ်။ကျောင်းတဲ့ကို ဘာလို့ရွေးခဲ့ရလဲဆိုတော့ ဆောက်ကျောင်းတဲ့က ကိုရီးယားနိုင်ငံမှာ makeup meter နဲ့ ပတ်သက်ပြီးတော့မှ ranking က တော်တော်လေးကောင်းတဲ့ ကျောင်းဖြစ်ပါတယ်။အခုလက်ရှိ master တက်နေတဲ့အချိန်မှာတော့ လက်တွေ့တဲ့ စာတွေ့တွေက ပိုများပြီးတော့မှ ကျောင်းပြီးတာနဲ့ ဘယ်လိုမျိုးကိုက ဘယ်လိုလမ်းကြောင်းနိုင်တဲ့ အဲ့လိုမျိုး skill တွေကိုပို့ပြီးတော့မှ သင်ကြားပေးတာဖြစ်ပါတယ်။ကျောင်းပြီးလို့ရှိရင်တော့ အခွင့်အလမ်းတွေကတော့ အများကြီးရှိပါတယ်။ကိုယ်တိုင်လည်းအသုံးချသလိုရသလို တခြားသူတွေကိုလည်းပြန်လည်သင်ကြားပေးလို့ရတယ်။ပြီးလို့ရှိရင်ကိုယ့်နိုင်ငံအတွက်လည်းတစ်ချိန်မှာဒီကဘာမှခါတွေနဲ့ဆက်သွယ်ပြီးတော့မှကိုယ့်ရဲ့မြန်မာနိုင်ငံမှာအဓိကဒီ makeup meter ပေါ်ပေါက်လာဖို့အတွက်လည်းကိုကစူးစမ်းခွင့်ရှိသလိုတခြားသူတွေကိုလည်းကိုက makeup ပညာပို့ပြီးတော့မှသင်တန်းတွေလည်းပေးလို့လည်းရပါတယ်ပြီးတော့ marketing skill ပြီးတော့ art မျက်နှာ make art artist skill အဲ့လိုမျိုးတွေကိုလည်းတခြားပြန်လည်ပြီးတော့မှအသုံးချလို့ရသလိုအကြောင်းတက်နေနဲ့အခက်ခဲရတော့မြန်မာနိုင်ငံမှာက presentation ဆိုတာတိတ်မရှိတဲ့အတွက်ဒီရောက်ပြီးတဲ့ခါကျတော့ presentation တွေအများကြီးလုပ်ရတယ် group လိုက်လုပ်ရတယ်တယောက်ချင်းလုပ်ရတယ်အဲ့ဒါကတော့လုံးဝအဓိကအခက်ခဲဆုံးလို့ထင်မိပါတယ်ပထမဆုံးတော့တော်တော်ခက်ခဲခဲ့ပါတယ်နောက်ပိုင်း semester တွေကတော့အကုန်လုံးဆင်ပြေခဲ့ပြီးတော့မှအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်ကတော့အတန်းတနေနဲ့အားလုံးကတော့အဆင်ပြေတယ်လုံးဝအစားအုပ်ကြီးဖက်စာအုပ်ဆိုတာမရှိဘဲနဲ့ကိုယ့်ရဲ့ creation တွေကိုပို့ပြီးတော့မှလေးပေးပြီးတော့မှပမောက္ခနဲ့ကိုနဲ့အတန်းဖော်တွေနဲ့အဲ့လိုဆွေးနွေးပြီးတော့မှသင်ရတဲ့အတွက်လုံးဝကိုအဆင်ပြေတယ်။ကြောင်းတက္ကသိုလ်ကိုရှောင်းမဲ့မြန်မာနိုင်ငံအကြောင်းလူကျောင်းသားတွေကိုလည်းကြိုးဆိုပါတယ်ပြီးတော့စောင့်နေပါတယ်ဇွဲမလျှော့ရင်းနဲ့တေချာပေါက်ဆော့ကြောင်းတဲ့ဟက်ကျူကိုလာခဲ့ဖို့စောင့်နေပါမယ်။အညော